Windows 3ကတော့14လို့စိတ်တိုင်းမချဖြစ်နေပြီလားဒါဆိုရင်တော့မပူပါနဲ့သင်ကွန်ပျူတာကိုအရင်လိုပြန်ပြီးတသက်လက်လက်ဖြစ်အောင်ပြောင်းလဲပေးမယ်အချက်၈ချက်ကိုပြောပြပေးသွားပါမယ်ဒီနေ့ဗီဒီယိုလေးမစခင်မှာတော့ user guide by Uni ရဲ့ Facebook နဲ့ TikTok channel တွေကို like and follow လုပ်သွားပေးပါဦးနော် user guide by Uni ရဲ့ YouTube channel ကိုလည်း subscribe လုပ်သွားဖို့မမေ့ပါနဲ့ဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးစလိုက်ရအောင်ပထမအဆင့်အနေနဲ့ကတော့စက်ကို၄ဆင့်မဲ့အရာတွေကိုရှင်းထုတ်ပြရပါမယ်နံပါတ်1အနေနဲ့ကတော့ task bar ကို right click ထောက် task manager ကိုဖွင့်ပြီးတော့မလိုအပ်တဲ့ setup program တွေကို disable လုပ်ပါဒါမှဆက်ဖွင့်ခြင်း app တွေတပြုံကြီးပွင့်မလာတော့ဘဲနဲ့မြန်ဆက်လာမှာဖြစ်ပါတယ်နံပါတ်2အနေနဲ့ကတော့ setting ထဲက app ထဲကိုတွားပြီးတော့လုံးဝမသုံးဖြစ်တဲ့ app တွေကို uninstall လုပ်ပြီးတော့ system resource တွေကိုနေရာလောက်အောင်ရှင်းပေးလိုက်ပါနံပါတ်3အချက်အနေနဲ့ကတော့ setting ထဲကိုဝင်system ထဲက storage ထဲက temporary file ထဲကမလိုတာတွေကို select ပေးပြီးတော့ remote လုပ်လိုက်ပါdrive နေရာလွတ်နဲနေခြင်းကလည်း speed ကျစေတဲ့အကြောင်းရင်းတွေကတစ်ခုဖြစ်ပါတယ်။ဒုတိယအဆင့်အနေနဲ့ကတော့ speed မြင့်တင်မဲ့ setting ချိန်ကြီးဖြစ်ပါတယ်။နံပါတ်4အချက်အနေနဲ့ကတော့ system ထဲက power mode ကို best performance ပြောင်းလိုက်ပါ။ဒါကစက်ရဲ့အမြန်နှုန်းကိုအမြင့်ဆုံးဆွဲတင်ပေးပါလိမ့်မယ်။နံပါတ်5အချက်ကတော့အထူးသဖြင့်အနှိမ်ပိုင်း PC တွေအတွက် virtual effect နဲ့ animation တွေကိုပိတ်ထားလိုက်ပါ။လှတာထက်အမြန်တာကိုဦးစားပေးလိုက်ရင်တော့တိတိတတ်တာပေါ့သွားပါလိမ့်မယ်။နောက်ဆုံးဆင့်ကတော့ပုံမှန်လုပ်ပေးရမယ့်အလေ့ကျင့်ပါ။နံပါတ်6အနေနဲ့ကတော့2ရက်3ရက်ကွန်ပျူတာကိုမပိတ်ဖဲနဲ့အသုံးပြုနေရမျိုးကြီးလေလုံးဝမလုပ်သင့်ပါဘူး memory တွေရှင်းပြီးတော့ background app တွေပိတ်သွားအောင်လို့ကွန်ပျူတာကို restart ချတာမျိုးတွေ power ပိတ်တာမျိုးတွေလုပ်ပေးသင့်ပါတယ်နံပါတ်9အနေနဲ့ကတော့ bug တွေကိုရှင်းဖို့အတွက် Windows နဲ့ hardware driver တွေကိုအမြဲ update လုပ်ပါနောက်ဆုံးတစ်ခုကတော့ virus scan ဖတ်ဖို့ပါ malware တွေကစက်ကိုနောက်ကနေပြီးတော့ဆွဲချနေတယ်လို့ဆက်လေးစေပါတယ်ဒီအချက်ရှိချက်ကိုသာလိုက်လုပ်ထားလိုက်မယ်ဆိုရင်တော့သင်ရဲ့ Windows laptop ကပြန်လည်ပြီးတော့တက်လက်လာမှာပဲဖြစ်ပါတယ်ဆိုတော့အခုပဲစမ်းကြည့်လိုက်တော့နော်အခုပြပြပေးသွားတဲ့အချက်လက်ကလေးတွေကအသုံးဝင်နေဆိုလို့ရှိရင် user guide by Uni ရဲ့ Facebook နဲ့ TikTok channel ကို like and follow လေးလုပ်သွားပေးပါဦးနော် user guide by Uni ရဲ့ YouTube channel ကိုလည်း subscribe လေးလုပ်သွားပေးပါဦးနော်拜拜